လှလို့ချစ်တာမဟုတ်ဘူးလို့ပြောရင်ငါမှားသွားမှာပေါ့။ဘာကြောင့်လဲဆိုတော့ငါတို့နှစ်ယောက်ကသူငယ်ချစ်လဲမဖြစ်ခဲ့ဘူးတလို့အပြင်မှာတစ်ခါမှလည်းမဆိုဘူးလေ။ online ကနေတွေ့တယ်။ online ကနေပဲချစ်သူဖြစ်ခဲ့ကြတယ်။ငါ့ကိုပူစာပြီးတောက်ဆိုခဲ့ဖူးတာလည်းမရှိဘူး။ငါရဲ့မိသားစုအတွက်ပဲမင်းအမဲတာဆက်စပ်ပေးခဲ့တယ်။မင်းလိုအပ်တာလေငါလုပ်ပေးချစ်တာတော့ငါအစစ်ပြေပါတယ်။မင်းရဲ့မိဘညီကောင်မောင်နှမတွေအတွက်လိုအပ်တာလေးတွေရှိသေးတယ်မလား။သူတို့အတွက်အရင်လုပ်ပေးလိုက်ပါ။မလောက်ရင်လည်းပြောပါ။ငါကူညီပါမယ်။ဂျာတာလေးကိုတော့အတော့အဖြုံးမလွန်ပဲစုဖြစ်အောင်စုထားပါ။ငါတို့နှစ်ယောက်ကမိသားစုတစ်ခုတိဆောက်ရတော့မယ်ဆိုတာလေးကိုလည်းမမေ့ပါနဲ့လို့ငါ့ကိုအကြေကြေပြောတတ်တဲ့မင်းရဲ့အချစ်ကမျော်လင့်ချက်တစ်စုံတစ်ခုမှမပါပဲအဖြူတက်တဲ့ဆိုတာငါတီးလိုက်ပါတယ်။အခုအပြင်မှာစုတွေ့ခဲ့ပြတော့လဲမင်းကအနေအေးပြီးရုပ်တဖြူစေတယ်။ဒါကြောင့်မင်းကိုလှလို့ချစ်တယ်ဆိုတာထက်မင်းရဲ့ဖြူစင်တဲ့နှလုံးသားလေးကိုပဲငါမြန်နှုတ်ပြီးတာဖုတ်ထားတယ်။မင်းရဲ့နှလုံးသားလေးကိုအရာချစ်လို့ဘယ်တော့မှငါ့ကိုထားမတော့ဖို့တောက်ဆိုပါရစေ။ငါအတွက်တော့မင်းကအလားဆုံးအပြစ်ဆိုဆုံးတော့သူပါအရာချစ်တယ်နော်